ချစ်ချိုးဟာကြောက်ပြောက်ခဲ့ပြန်နေအမျိုးရောက်ခါတွေ့မိရရေးဖြစ်ခဲ့တော့ကွယ်ငါရဲ့လိတ်ထဲမှာတစ်ချင်းပေါင်းများစွာရဲ့နေကိုအောင်ကွယ်ရှောက်သွားရင်နဲ့ကြာရင်တော့ဘက်ကိုရောက်ခဲ့တယ်လာလေတော့တူတော့တဲ့